ဒုက္ခကိုဆုံးတွေ့ခဲ့တာလောကကိုသူတို့မထားသံတရားသင်္ခါရပါလောကီလူသားတို့မှာနိဗ္ဗာန်ပဲဝေးကြမှာဝိဇာလဆိုတာဒီလိုဆိုရနာအနိစ္စဒုက္ခအနတ္တတရားဆိုတာဒီယောငါမတမ်းမလားတွေ့တာထားကြတာဒုက္ခဆိုတဲ့ဆင်းရဲတွေမှမကင်းလွတ်နိုင်ကြပါအနတ္တပါမကင်းကြပါမကြပါကာမဘုံကလူအများတို့ဟာအဲ့ဒါမကြပါတို့မှာဒုက္ခကိုဆုံးတွေ့ခဲ့တာလောကကိုသူတို့မထားသံတရားသင်္ခါရပါလောကီလူသားတို့မှာနိဗ္ဗာန်ပဲဝေးကြမှာဒုက္ခအနတ္တတရားဆိုတာသူရောငါမတမ်းမလားတွေ့တာထားကြတာဒုက္ခဆိုတဲ့ဆင်းရဲတွေမှမကင်းလွတ်နိုင်ကြပါအနတ္တပါမကင်းကြပါမကြပါကာမဘုံကလူအများတို့ဟာအဲ့ဒါမကြပါအိစ္ဆဆိုတာအရေးမရှိဒုက္ခဆိုတာဆင်းရဲခြင်းအနတ္တဆိုတာတည်မြဲခြင်းမရှိပါ